တနေ့ကုန်လန်းလန်းဆန်းဆန်းဖြစ်ဖို့မနက်မှာအချိန်9မိနစ်ပဲပေးဖို့လိုအပ်ပါတယ်ဟုတ်ပါတယ်ဒီအချိန်9မိနစ်မှာကျွန်တော်လေ့ကျင့်ခန်း9မျိုးပြပေးမယ်တစ်မျိုးကို10မိနစ်စီလုပ်ပေးရမယ်โอเคနံပါတ်1အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါနံပါတ်2အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါနံပါတ်3အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါနံပါတ်4အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါโอเคနောက်ဆုံးနံပါတ်5အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါโอเคအခုပြပေးသွားရလေ့ကျင့်ခန်းကိုမိတ်ဆွေတို့မနက်အရာတထချင်းလုပ်ပေးမယ်ဆိုရင်မိတ်ဆွေတို့တနေ့ကုန်လန်းလန်းဆန်းဆန်းဖြစ်ပြီးတော့မိတ်ဆွေတို့ကျမ်းမာရေးမှာလည်းအများကြီးတိုးတက်လာတာကိုတွေ့ရလိမ့်မယ်โอเคဒီဗီဒီယိုကမိတ်ဆွေတို့အတွက်တစ်ဖက်တစ်လမ်းနေပြီးတော့အကျိုးပြုတဲ့ဆိုရင် comment မှာတစ်ခုမှတ်ခဲ့ပြီပါโอเคအားလုံးကျေးဇူးတင်ပါတယ်